ဒီနေ့တော့မြင့်နဲ့ငါကိုငရုတ်ဒီဇိမ်းနဲ့ဆက်လေးချက်ပေးပါမယ်မြင့်ကိုကတော့2ရေလောက်ပြုတ်ထားပြီးသားပါညို့ကတော့4စိတ်ပဲစိတ်ပေးပါမယ်ကြီးရင်တော့2ပိုင်းပိုင်းပေးလိုက်ပါတယ်ပြီးသွားရင်ကျက်သွဖီနဲ့ငရုတ်ဒီဇိမ်းနဲ့ကျက်သွနီနဲ့ကိုကြိတ်ထားပေးပါမယ်ငရုတ်ဒီဇိမ်းကိုတော့မြင်းများထည့်ထားပါတယ်ဆက်လေးစားချင်လို့ပါငါကတော့တဒုံသုံးထားပါတယ်အဲ့ဒီငါလေးစားလို့ရန်ကောင်းပါတယ်ကျမကတော့အလေယိုးကိုကြိုက်ပါတယ်အလေယိုးအရန်ကြိုက်လို့ကောင်းပါတယ်ငါ့ကလိုလိုလှိပြက်ပြီးသွားရင်ရေဆေးပြီးတော့စစ်ထားပေးပါမယ်စားချက်ဖို့အတွက်ဦးတဲ့ကိုစီးထည့်ပေးပါမယ်ပြီးသွားရင်ကြိတ်ထားတာလေးထည့်ဆွနေမုတ်ထည့်ပြီးတော့မှုေးနေအောင်စီးသက်ထားပေးပါမယ်စီးသက်နဲ့လေးမှုေးလာပြီးဆိုရင်တော့ရေဆေးတန့်စင်ထားတဲ့ငါထည့်ထားပေးပါမယ်အရသာအနေနဲ့ငပိစားကြက်သားမုံအချုံမုံလွင်နေလေးတုံးထားပေးပါတယ်ပြီးသွားရင်တော့မြင့်လေးပါထည့်ပြီးရေလိုတလောက်ထည့်အချင်းအတွက်မကြီးရေတုံးထားပေးပါတယ်ချင်းဆက်လေးစားချင်တာနဲ့မကြီးရေကိုလည်းမြများလေးထည့်ထားပေးပါတယ်ပြီးရင်တော့ရေကိုလိုတလောက်ထည့်ပြီးတော့ဖုံပြီးတော့ကြလေးချက်ထားပေးပါတယ်ဒီခီးလေးကတော့အရန်လင်းတော့မှရမ်းကြိုက်ပါတယ်တခါစားရင်3-4ပကံစားလို့စာကြည်စည်းပါတိုက်ရပါတယ်နောက်ဆုံးမှာပင်စိမ်းလေးခတ်ပေးပါမယ်ရတာပေါ်နေလို့ငံပြိုင်လေးနည်းနည်းပေါက်ထည့်ပေးပါတယ်ကျမကဖေးအိမ်မှာပို့ပါဆိုတော့တခါတည်းထည့်ပြီးတော့ပို့ပြည့်စည်လိုက်ပါမယ်နောက်ဗီဒီယိုတွေအတွက်လည်း like ရ follow လေးလုပ်ရပေးပါအောင်ရှင်